အခမ်းအနားအစီအစဉ်နံပါတ်3ရနိုင်ငံတော်ဩဝါဒစရိယရွှေကျင်နိကာယအဓိပတိဥက္ကဋ္ဌမဟာနာယကဓမ္မသေနာပတိတောလသမရွှေကျင်သာဝနာပိုင်အဘိဓဇမဟာရထဂုရုတီတကူဆရာတော်ဘုရားကြီးရဲ့ဩဝါဒကထာကိုနာယူကြည်ညိုရရန်ဖြစ်တဲ့အတွက်ဩဝါဒကထာချီးမြှင့်ပေးတော်မူပါရန်ရိုသေလေးမြတ်စွာလျှောက်ထားအပ်ပါသည်ဆရာတော်ကြီးဗျာတော်ရောက်တော်မူလာကြသောရတ္တိညုမဟာနာယကစရောပြကြီးများကအစပြု၍ကဲလုံးဝန်ဆောင်နာယကသံဃာတော်အလုံးကိုပြီးတော့မေတ္တာအထူထားပြီးတော့အယုသေပြုကြောင်းကိုရှေးဥစွာလျှောက်ထားပါတယ်ကဲလုံးဝန်ဆောင်ဆိုတဲ့စကားအလုံးတာဝန်ကြီးလေးတဲ့စကားလေးရသတ္တသင်္ဃာယနာတင်တုံးကသင်္ဃာယနာတင်ပွဲကြီးတစ်ခုလုံးမှာထေရဝါဒ9နိုင်ငံသံဃာရာဇာတွေတက်ကြတယ်ထေရဝါဒ9နိုင်ငံကသတ္တပေဒသံဃာတော်တွေလည်းတက်ကြတယ်အဲ့ဒီမှာဝန်ဆောင်သံဃာအဖွဲ့ဆိုတာဖွဲ့စည်းထားတာကိုသတ္တသံဃာနာမှာတွေ့လိုက်ရတယ်အပ20ဖွဲ့စည်းထားတာတွေ့ပါတယ်အဲ့တော့ဝန်ဆောင်ဆိုတဲ့ကိစ္စပါဠိဘာသာနဲ့သုံးနှုန်းထားတာလည်းပဲသံဃာနာမှတ်တမ်းကြီးမှာဖတ်ရတယ်ဘာရနိဋ္ဌာရကသံဃာအဖွဲ့ဒီလိုစလုံးနဲ့ရေးပြီးတော့မှတ်တမ်းပြုထားတာတွေ့ရပါတယ်ဘာရဆိုတာကတာဝန်နိဋ္ဌာရကဆိုတာကထမ်းဆောင်ဘာရနိဋ္ဌာရကသံဃာအဖွဲ့ဆိုတော့ရွှေကျင်ကိုင်းကြီးတကိုင်းလုံးရဲ့တာဝန်ကိုထမ်းဆောင်ရမယ်အဖွဲ့ကိုဘာရနိဋ္ဌာရကဝန်ဆောင်သံဃာအဖွဲ့လို့ဒီလိုခေါ်ဆိုရင်အလွန်လျောက်ပတ်တယ်လို့ပြပြီးတော့ယူဆတယ်ရွှေကျင်ကိုင်းကြီးရဲ့တာဝန်တစ်ခုလုံးကိုတပည့်တော်တို့သံဃာတော်ဘုရားကဆရာတော်ရှင်သာသနာလျောက်သွားတာနော်ဝန်ဆောင်သံဃာနာယကအဖွဲ့သံဃာအလုံးဘယ်နှပါပါလဲအပန်း200သင်္ဃာနာပွဲကြီးတစ်ပွဲလုံးတော့အပန်း20ပဲတပည့်တော်ရွှေကျင်ကိုင်းကြီးတကိုင်းလုံးရဲ့ဝန်ဆောင်ပွဲကတော့အပန်း200ဆိုတော့more than enough ပေါ့ဗျာလုံလောက်ထားတဲ့တပည့်တော်တို့ကပို့ဖွဲ့စည်းထားကံကြီးတကယ်လုံးရဲ့တာဝန်ကိုဒီဝန်ဆောင်အပန်း200ကထမ်းဆောင်ရင်လုံလောက်တယ်လို့ဘုရားတပည့်တော်ယူဆပါတယ်တပည့်တော်ပြရတာလေးတစ်ခုကိုပြတော့လျောက်ချင်ပါတယ်မြတ်စွာဘုရားပထမဝါမိဂရာဝမှာဝါကယဟန်ပါ60ရဝါကျွတ်တော့စရဒဘေကွေစာရိကံခရီးထွက်ကြလေသေးထဓမ္မရောက်ရအရာတရားဟောကြထူးခြားတဲ့စကားလေးတစ်ခုကမဧကေနဒွေအာဂမိဋ္ဌာတခရီးနှစ်ပါးတွဲမသွားကြနဲ့တခရီးတစ်ပါးစီပဲသွားတပည့်တော်တို့62 3 4တုန်းကသံဃာတက္ကသိုလ်မှာကျောင်းတက်တော့အဲ့ဒီအကြောင်းအရာကိုဆရာတော်ကြီးအရှင်သစ္ထိလာကမိန့်ကြားမဧကေနတွေအာဂမိဋ္ဌာတပါးတခရီးသွားတခရီးတဲ့နှစ်ပါးတွဲမသွားနဲ့ဘာသဘောလဲမင်းတို့နားလည်လားလို့မေးတော့ဘယ်ကိုယ်တော့မမမိတော့သူပြန်လျှောက်တာသံဃာတော်တွေရံဖြစ်မှဆိုလို့ထင်ပါရဲ့အဒီလိုလျှောက်တော့ပြီးတော့သူကသူရည်နေတယ်
ဆရာတော်ကြီးအရှင်သီရိရကလည်းပြုံးတော်မူတယ်အဲ့တော့ဘာပြောလဲဆိုတော့စွမ်းဆောင်နိုင်တဲ့ပုဂ္ဂိုလ်ကနဲလို့ခရီးများများပြန့်စေလို့တပါးစီသွားခိုင်းတာကွာယဟန္တာကြီးတွေဘယ်ရန်ဖြစ်ရမှာလဲဆိုတော့မှငြိမ်သွားအဲ့တော့တပည့်တော်တို့လည်းပဲအမှ200ကျော်တပတ်တခရီးတပည့်တော်တို့ဗုဒ္ဓသာသနာခိုင်မြဲရေးနဲ့ပြန်ပွားရေးကိုဆောင်ရွက်ကြမယ်ဆိုရင်ဘာမှအားငယ်စရာအကြောင်းမရှိပါဘူး။ရသော်ဘုရားကသရင်ကျုပ်ခရီးထွက်တော့မင်းတို့လည်းတယောက်တခရီးသွားတပတ်တခရီးသွားငါလည်းတပတ်တခရီးကြွမယ်ဆိုပြီးတော့ကြွတော်မူတာပထမကပ္ပတိကတော့အုပ်ရောက်တယ်ရဟန်း3ချိန်ရလိုက်တယ်လေအရိကနေဆက်ကြွတယ်နတ်တော်လာရဲ့နောက်ဆုံး4ရက်ပြတ်သူလာရဲ့ရှေ့က4ရက်လာ2လရဲ့ကြားမှာ4ရက်2လီပေါင်းတော့8ရက်ဖြစ်ပါတယ်အဲ့ဒါအန္တရတကလာ2လကြားက8ရက်အလောချမ်းအေးတဲ့အဲ့ဒီအန္တရတကမြတ်စွာဘုရားဥရဝေလာပြန်ရောက်မြတ်စွာဘုရားနဲ့အတူတူကျင့်ပေါ်ကျင့်မဲ့ပုဂ္ဂိုလ်တွေပဲယသိညီနောင်ရှင်းတထောင်ဆိုတာရေးစိမ်လုံးပဲရှိသေးတယ်ဆောင်းရည်ကြီးရေးစိမ်နေကြတယ်ကိလေသာရေပြောရင်ပြီးတယ်ဆိုပြီးတော့ရေးစိမ်နေကြတယ်ရေတွေကတက်တော့မိလုံညာကိလေသာမိမြိုက်တာတဲ့အဲ့ဒီယသိတထောင်ကိုမြတ်စွာဘုရားအာဒိဋ္ဌပရိယာယသုတ်တံဟောတာအာလုံးယဟန္တာဖြစ်ကျွတ်တန်းဝင်ကြမြတ်စွာဘုရားတပါးတဲ့တခရီးကြွလိုက်တာယဟန်1000ကျော်ကျော်ရသွားတယ်1003ချိန်ရသွားတယ်ဟော3ချိန်ကယဟန္တာမပြည့်သေးတော့ပါဝါမှာသွားတရားအထုတ်တယ်ဥရဝေလာကယသိ1000မှပြည့်လာတဲ့ယဟန်1000ခေါ်ပြီးတော့ရာဇဂိုဘက်ကိုမြတ်စွာဘုရားကြွတာတဘိုးရလာဇန်တရက်ရာဇဂိုဝင်တယ်မိမိသာရဘယံစီချိုးတယ်တို့အောင်ပြားပြီးတော့လျှောက်ပါတယ်မိမိသာရမင်းကရာဇဂိုဝေလူဝနဝါရောဥယျာဉ်ကျောင်းတိုက်ကြီးဘုရားနဲ့သံဃာအားလှူတယ်အဲ့တော့မြတ်စွာဘုရားရဲ့သံဃာ1000ရဲ့ဝါရောဥယျာဉ်ကြီးတဲ့မှာဝေလူဝေါ်မှာသတင်းသုံးကြတယ်အဲ့ဒီအခိုက်သာရိပုတ္တနဲ့မောဂလဖြစ်လာမယ်ဥပနိဒကောလိတတို့တငယ်ချင်း2ယောက်ကသိသိစရာထံရောက်နေကြအဲ့တော့သိသိစရာထံရောက်နေတဲ့တငယ်ချင်း2ယောက်ကဒုဒတွေတဲ့အမတရှာမရဘူးကွာတဲ့ကြောက်ခဲစီကြိတ်တယ်လို့တော့ဖြစ်နေပြီမင်းလည်းတွေ့ရှာငါလည်းရှာတယ်အရင်တွေ့တဲ့လူကနောက်လူကိုဝေငှစဒန်းဆိုပြီးတော့ထွက်လိုက်တာသာရိပုတ္တအလောင်းဥပနိဒကအဲ့ဒီမှာအရှင်အသစိတော်တွေ့တာရှင်အသစိဆိုတဲ့ပြစ္ဆေကိ5ပါးထဲမှာအငယ်ဆုံးကိုယ်တော်ကဘုရားတဲ့ဆိုပြီးတော့ရာဇဂိုရောက်အဲ့တော့သိပိသားတွေဆိုတော့တပည့်တော်တို့အောင်လျောက်ပါမယ်အရှင်အသစိနဲ့တွေ့လက်တွေ့ရောဥပနိဒကလျှောက်တယ်အရှိကြည့်ရတာငြိမ်လိုက်တာကြီးနေတာပဲမျက်နှာအစင်းကလည်းပဲပရိသုတ်တော်သာဝိဝောနောပရိယောဓာတော်
ကံသိတော်အာဟုသောဩဒိသပပစီတော်ဘသူဆရာတေယဟံပြုတယ်လေကာဝတွန်တသဓမ္မတေသေးတိအဲ့ဒီပုဂ္ဂိုလ်ကမဲ့ပါတရားဟောအဲ့ဒါလေးဟောပြစမ်းပါသောကတုံးလိုက်တရားတောင်းသာရိပုတ္တအလုံးကပရပိုက်အသွင်ကြီးတယ်အဲ့တော့တော်ပြောတဲ့သစ်ပေရိတ်ထိုင်ပြီးတော့ဟောလိုက်တာဆွမ်းစားပြီးသုံးဖို့ပြုပြီးတော့ရေဓမ္မဟေတုပ္ပဘောဖြစ်သည်ပြအကောင်းနေအဆိုးတွေအကုန်လုံးဟာအကြောင်းရှိတယ်အကြောင်းကြောင့်ဖြစ်တဲ့အကျိုးတွေပဲသာဝရဘုရားသခင်ကိုဖန်ဆင်းတာတစ်ခုမှမရှိဘူးအကြောင်းကြောင့်အကျိုးဖြစ်တယ်အဲ့ဒီအကြောင်းကျိုးနှစ်ခုရဲ့ဖြစ်ပျက်ပုံကိုတို့ဘုရားဟောတာအကြောင်းဟာသမုဒယသစ္စာပဲပေါ်လာတဲ့အကျိုးဟာဒုက္ခသစ္စာပဲအဲ့ဒီပေါ်လာတဲ့အကျိုးဒုက္ခချုပ်ငြိမ်းခြင်းရဲ့အကြောင်းတွေကိုအဲ့ဒါကုံဆုံးအောင်ကျင့်သုံးရတယ်လို့သစ္စာလေးပါးကိုတူတူလေးဟောလိုက်တာရှင်အတ္တဇိရဲ့သစ္စာလေးပါးတရားနဲ့ဥပတိသသောတာပန်ဖြစ်တယ်ဥပတိသကပြန်သွားဥယျာဉ်ပေါ်မှာစောင့်နေတဲ့ကောလိတကိုဆက်ဟောကောလိတကသောတာပန်ဖြစ်တယ်အဲ့တော့သက္ကချင်းနဲ့ရောက်ဒုရှာတွေတဲ့အမတတွေ့ပြီးအဆုံးတိုင်ရှာဖို့လိုတယ်အဲ့ဒီအမတဟောတဲ့ဆရာဘယ်မှာလဲဝေလူဝေါ်မှာသွားကြရအောင်တို့ကြည့်တော့သွားလို့တော့မဖြစ်ဘူးတို့မငယ်ချင်းတွေအပေါ်ညှိရအောင်ဆိုတော့ပရပိုက်250အပေါ်ညှိတာအကုန်လုံးသဘောတူတယ်လိုက်ကြဟာတို့ကြီးသွားလို့မတော်သေးဘူးဆရာကြီးလည်းခေါ်အောင်ပါပဲသေစီဆရာကြီးသွားခေါ်တယ်တို့အောင်လျောက်ပါတယ်သေစီဆရာကြီးကအေးအမှန်တရားကြိုက်တဲ့သူတော်ကောင်းတွေသွားကြလူလိမ္မာတွေသွားကြလောကမှာလူမိုက်နဲ့လူလိမ္မာအမှန်တရားကြိုက်တာနဲ့မဟုတ်တာအမှားကြိုက်တဲ့လူဘယ်ကများတယ်ထဲလဲဟိုအမှားကြိုက်တဲ့လူမိုက်များတာပေါ့မင်းတို့လူနည်းစုပါကွာသွားကြလူမိုက်မှန်သမျှစီယုံပြီးတော့ငါလူမိုက်စီယုံကြီးထုံပြီးတော့ဆရာလောက်လိုက်အောင်ပဲဒါမျိုးပြောနော်လောကမှာကျောင်းဆရာကောင်းတဲ့ဒီလိုဆရာမျိုးတွေဟာအဲ့တော့တဘိုးတွေလာစံတရဲ့ဝေလူဝကိုဝင်သွားကြတာဥပတိသကောလိတကောင်းဆောင်တဲ့ပရပိုက်250ညဇောဘုရားကအာသရိသာရမတိနောအစရှိသောအနှစ်3ပါးတရားဟောတာပရပိုက်250ယဟန္တာဖြစ်တယ်ဒါပေမဲ့သာရိပုတ္တနဲ့မောဂလဖြစ်လာမယ်ဥပတိသကောလိတသောတာပန်ဖြစ်ကနေပြီးတော့မတက်ဘူးဘာဖြစ်လို့မတက်သလဲဉာဏ်ကြီးရှင်နေပဲပါရနိဋ္ဌာရကလေသာသနာတော်ဝန်ကိုအကြီးကြီးထမ်းမဲ့ပုဂ္ဂိုလ်တွေတော်ယုံတယုံနဲ့ဟောလို့မရအဲ့တော့မြတ်စွာဘုရားကိုယ်တော်မြတ်ကဒီနှစ်ပါးကမ္မထံပေးထားဥပတိသပရပိကကိစ္စကုတောင်ချီကဝဲတူးလိုက်မှာသူကရခတဝဲတူးလိုက်မှာဒီကတခပရပိကြီးနဲ့အတူတူကျက်ဒီကတခပရပိကဥပတိသနဲ့တူအကြီးတော်ကောလိတကလည်းပဲဒီဝလူဝရသယုံမှာပဲကျက်တော်အရှုံးလိုက်တော့ဝါဇုလတဘိုးရလာစာ9ရက်မှာကောလိတယဟန္တာဖြစ်တယ်ဥပတိသမဖြစ်ဘူးတစ်နေ
ကြီးကြီးကျယ်ကျယ်ဖြစ်မဲ့ပုဂ္ဂိုလ်ဟာနော်အဲ့ဒီလိုရှိတယ်မြတ်စွာဘုရားကသိတယ်ကြည်တော်မူတော့သိတယ်ဘာဖြစ်နေတာလဲဝေဒနာမှာတစ်ခံနေတာဘုရားကသုကရခတ္တဝတ္ထုလိုက်နဲ့ကြွသွားပြီးတော့ဝေဒနာနုပဒနာမလုံနဲ့ဝေဒနာဝိခမနာမလုံနဲ့ဝေဒနာပရိက္ခဟလို့တို့အောင်လျှောက်ပါတယ်ဝေဒနာဘာကြောင့်ဖြစ်တယ်လဲအဲ့ဒါရှာကွာဘာသာပစ္စယဝေဒနာအဲ့ဒီမှာတွေ့သွားတယ်ဥပဒိသပရပိုက်အရှိရနဲ့အဲ့ဒီ9ရက်နေ့ကစတဘိုးရရသ9ရက်ကစကျင့်လိုက်တာတဘိုးရလာပြီနေညအနောက်မှာနေဝင်အရှိကလမ်းထွက်တဲ့အကြမှာအဲ့ဒါဖြစ်တယ်ဝေလောဥယျာဉ်ဤထဲမှာယဟန္တာပေါင်း1250အဆောဘုရားကအစည်းအဝေးခေါ်ထားပြီကောလိတယဟန္တာဖြစ်လို့ရောက်နေပြီဥပဒိသမဖြစ်သေးလို့မရောက်သေးဘူးအဲ့ဒါကြောင့်အစည်းအဝေးကိုဆိုင်းထားပြီးစောင့်နေတယ်ဗုဒ္ဓရဲ့ပထမအကြိမ်သံဃာအစည်းအဝေးကြီးရဲ့အခြေအနေကိုပြန်ပြီးတော့တို့ချုပ်လျှောက်တာပါဟာလာနဲ့နေနှစ်ပါးပြိုင်အနောက်မှာနေဝဲအရှိကလာတော့နေအောင်လာရောက်နှစ်ပါးပြိုင်လို့ဝေလို့ရှုံရှုံဝေးလာနေတဲ့အချိန်မှာသာရိပုတ္တကိလေသာခုံပြီးတော့ယန္တာဖြစ်လာအစည်းအဝေးကိုနောက်ဆုံးမှရောက်တာရှင်သာရိပုတ္တရာအဲ့တော့မြတ်စွာဘုရားကိုယ်တော်မြတ်က welcome ဘောကြွားပါညာဘက်မှာထိုင်မောက္ကလံဘက်မှာထိုင်သူတို့ယဟန်ဖြစ်တာအဲ့ဒီတပုရိလာဇန်တရက်မှာယဟန်ဖြစ်ကြတာမြတ်စွာဘုရားတာယဟန်သက်15ရက်ပဲရှိသေးတယ်သာရိပုတ္တမောဂလန်တို့2ယောက်သားဟာလက်ဝဲလက်ရမှာထိုင်ခွင့်ရသွားတယ်အစောကြီးယန္တာဖြစ်နေတယ်အရှင်ကိုယ်နေညကိုတော်ကြီးကဘုရားနောက်ကထိုင်နေရတယ်ဟောသိန်းစီတပည့်တွေဟိုဥရဝေလာကရောက်လာတဲ့ယသိတထောင်ကဖြစ်တဲ့ယဟန်တွေအကုန်လုံးမြတ်စွာဘုရားရှိတော်မုံမှာထိုင်ရတယ်အဲ့ဒီလိုမြတ်စွာဘုရားနေရာချထားလိုက်တော့ complaint တဲ့မှာဆိုလို့ထင်ပါရဲ့ခန္တီပရမတ္တဘောတိတိခာဒုသဒနာထူထောင်ငါစပဲရှိသေးတယ်အာလုံးသိခံကြမှသိခံခြင်းကိုအခြေခံမှသံဃာညီညွတ်ရေးကိုရမယ်မြတ်စွာဘုရားကိုယ်တော်မြတ်ကအရှင်ကိုယ်နေညာအသက်ကြီးဆုံးဆိုတာသိတယ်ဒါပေမဲ့ဗာရနိဋ္ဌာရကမှာသာရိပုတ္တနဲ့မောဂလန်လောက်မစွမ်းဘူးဒါလည်းမြင်တော်မူတယ်အဲ့ဒါကြောင့်နောက်နာထိုင်တကယ်စွမ်းရည်တတ်တည်ရှိတဲ့ပုဂ္ဂိုလ်နှစ်ပါးလက်ဝဲလက်ရထိုင်ကြနေရဒီလိုပေးထားအဲ့ဒီမှာနော်သံဃာအစည်းအဝေးကြီးပါမြတ်စွာဘုရားပထမဆုံးပေးတဲ့ဩဝါဒကိုဩဝါဒပါတိမောလို့သံဃာတော်ရှင်များသိတော်မူပြီးသားပထမသံဃာအစည်းအဝေးကြီးရဲ့စည်းဝေးပုံနဲ့ယာရုခန့်ထားပုံအကြောင်းလေးအချင်းချင်းယာရုတော်လျောက်ပါတယ်တဘိုးတွေလပြည့်နေဟာပထမသံဃာသန္တိပါဒကြီးဝေလူဝမှာကျင်းပတဲ့နေတုနေမြဖြစ်ကြောင်းပါအဲ့တော့ခန္တီပရမတ္တဘောတိတိခာ
ဒီဩဝါဒနဲ့အခမ်းအနားကိုမြတ်စွာဘုရားကထိန်းလိုက်တပတ်မှဇောရကတက်တာမရှိဘူးရှင်ကိုယ်နဲ့ညလည်းဘာမှဇောရကမတက်ဘူးအဲ့ဒါကြောင့်ခန္တီသိက္ခာဉာဏ်ဆိုတာဟာခွင့်လွတ်ခြင်းလည်းပါတယ်ကျေနပ်ခြင်းလည်းပဲပါတယ်ခွင့်လွတ်ခြင်းကျေနပ်ခြင်းများစွာဖြစ်အောင်ခန္တီတရားကိုလက်ကင်ထားရခန္တရားပေယောနဝိဇ္ဇတိခန္တီတရားတဲ့ပုံမုံမြတ်သောလွန်ကဲသောတကူအာနာရှိတဲ့တရားဟာတခြားမရှိဘူးသီလသမာဓိပညာနံခန္တီပဒါနာကာရဏံသဗ္ဗေတေကုသလဓမ္မခန္တယာယတ္တဝဝတ္တတေသီလသမာဓိပညာတို့ရဲ့အခြေခံအကြောင်းရင်းဟာခန္တီတရားလက်မောင်းကလေးရလို့ကြောကုန်းလေးရလို့တတိလွတ်ပြီးတော့ဖြတ်ခနဲ့ရိုက်လိုက်ရတာလေးကိုသီမခန္ဓာနဲ့လည်းပဲရတဲ့နေရာဖြတ်နဲ့ရိုက်လိုက်သီလညွှန်းနှွမ်းခြင်းဟာချက်ချင်းဖြစ်သွားတယ်အဲ့ဒါလောက်ပဲစဉ်းစားလိုက်သီလပြည့်စုံဖို့လည်းပဲခန္တီဟာပဒါနာပဲသမာဓိရဖို့လည်းခန္တီဟာညောင်းတယ်ဟိုခဏခဏရွှေ့တယ်သမာဓိမရတော့သမာဓိရဲ့အခြေခံအုံမြင့်လည်းခန္တီပဲယုံနဲ့နာသိတော့မလို့ဖြစ်လာတဲ့အချိန်ကျမှခါကြိုက်လို့ခေါင်းပူးလို့ဟိုရွှေ့တီပြောက်လုံးလိုက်ရင်အဲ့ဒီပညာဉာဏ်လေးလည်းပဲပျက်စီးသွားဒါကြောင့်ရှေးဆရာတော်ဘုရားကြီးများကမှာထားတာသီလသမာဓိပညာနံခန္တီပဒါနာကာရဏံသီလသမာဓိပညာနံသီလသမာဓိပညာပြည့်စုံရေးအတွက်ခန္တီသိက္ခာဆိုတဲ့ဒီတရားဟာပဒါနာကာရဏံခြေကံအုံးမြင့်ကြတဲ့အကြောင်းရင်းပါပဲသဗ္ဗေအလုံးစုံသောကုသလဓမ္မကုသိုလ်တရားမှန်သမျှတို့သည်ခန္တယာယတ္တာဝခန္တီတရားနဲ့ဆက်ဆက်၍သာလေဘဝတတေဖြစ်ကြတယ်ရဲ့လို့တထဘာကောင်းစွာမသွေမှတ်ထိုက်ပါပေကုန်သတည်းအားလုံးရိုးရိုးသေးသေးကျေးဇူးတင်ပါတယ်